အမျိုးသားတယောက်ကသူ့ရှိမှရှိနေတဲ့ရေကုန်တဲ့ကိုလက်နက်လိုက်ပါတယ်နောက်စစ်တပ်မှာပဲ6သွင်းနေတဲ့မြေကြီးတွေကနေရေတွေထွက်လာပါတော့တယ်အဲ့ဒီမှာရှိနေတဲ့သူအားလုံးဒါကိုမြင်ပြီးအံ့အားသင့်သွားကြပါတယ်ဒီရေကုန်ကရေဟာလူတယောက်ကိုထာဝရအသက်ရှင်စေနေပါတယ်သွေးတစ်စက်ရေထဲကျသွားတဲ့အခါသူ့ခြေချင်းဝတ်တစ်ဝိုက်မှာရေလိုက်လေးတစ်ခုရစ်ပတ်သွားပါတယ်ပြီးတော့လျှက်စီးကြောင်းတစ်ခုကသူ့ခန္ဓာကိုယ်ကိုလာမှန်ပါတယ်ရေတွေကသူ့ကိုလေထဲမြုပ်တင်လိုက်ပါတယ်သူဖြည်းဖြည်းချင်းအောက်ကိုငုံကြည့်လိုက်တဲ့အခါသူ့လက်ဖွားတွေကနေစွမ်းအားပြင်းတဲ့အလင်းရောင်တွေထွက်ပေါ်နေတာကိုတွေ့လိုက်ရပါတယ်တကယ်လို့သူသာဒီရေကိုတောက်လိုက်ရင်ထာဝရအသက်ရှင်နိုင်မှာပါဒါပေမဲ့ထာဝရအသက်ရှင်ခြင်းမှာပေးဆက်ရမယ့်တန်ဖိုးတစ်ခုရှိနေပါတယ်ရေထဲမှာသူ့ဇနီးနဲ့တားဖြစ်သူတို့အလင်းအမြန်အိုမင်းရေရောက်သွားတာကိုသူမြင်လိုက်ရပါတယ်အဲ့ဒီအရန်ကိုစိတ်ထိခိုက်သွားခဲ့ပါတယ်သူကဒီလိုတဘာဝလုံးစွမ်းအားတစ်ခုအတွက်သူ့အခြေအဆုံးလူတွေကိုမဆုံးရှုံးစေခဲ့ပါဘူးဒါကြောင့်နောက်ဆုံးမှာတော့သူကရေကိုမတောက်ဖို့ဆုံးဖြတ်လိုက်ပါတယ်နောက်တစ်ခဏမှာပဲအန်ပွဲအရာတစ်ခုဖြစ်ပေါ်လာပါတော့တယ်ရေတကွန်ကအဲ့ဒီရဲ့ဒဏ်ရာရနေတဲ့ခန္ဓာကိုယ်ကိုကုသပေးနေတယ်လို့ခံစားလိုက်ရပါတယ်အဲ့ဒီစွမ်းအားကိုစမ်းသပ်ဖို့ဂျက်ကသူ့ကိုတစ်နှစ်နဲ့အချက်ပေါင်းများစွာပစ်ခတ်ခဲ့ပါတယ်ဒါပေမဲ့ရေတကွန်ကသူ့ဒဏ်ရာအားလုံးကိုချက်ချင်းပြန်လဲကုသပေးခဲ့ပါတယ်ဒီအခါဂျက်တယောက်အရန်ကိုလှုပ်ရှားသွားပါတယ်ဂျက်ကရေထဲကိုသွေးတစ်စက်ချလိုက်တဲ့အခါသူ့စီမှာလည်းအလားတူအပြောင်းလဲတွေစတင်ဖြစ်ပေါ်လာပါတယ်ဒါပေမဲ့ကွာခြားချက်တစ်ခုရှိနေခဲ့ပါတယ်ရေထဲမှာသူကသူ့ကိုယ်သူပြန်မြင်နေရတာပါဒါရဲ့အတိတ်ကသူ့အချစ်ရဆုံးလူဟာသူကိုယ်တိုင်ဖြစ်နေတာပါပဲသူသာရေကိုတောက်လိုက်ရင်သူဟာထာဝရအသက်ရှင်နေမှာမဟုတ်ပါဘူးအဲ့ဒီအစားသူဟာအရန်မြန်မြန်အိုမင်းရင်ရောက်တော့မှာပါဒါပေမဲ့ဂျက်ကတော့သူ့ရဲ့လောဘတွေထဲမှာနစ်မွနေခဲ့ပါပြီတစ်စက္ကန့်လေးမစင်စားတော့ပဲသူရေကိုတောက်လိုက်ပါတယ်နောက်တစ်ခဏမှာတော့ရှင်းဟောင်းကျင်းစာတစ်ခုသူ့အပေါ်ကြားရောက်လာပါတော့တယ်သူ့ခန္ဓာကိုယ်ကအလင်းအမြန်အိုမင်းလာပြီးနောက်ဆုံးမှာတော့ဘီလူးတတော်ဝါကြီးတစ်ကောင်ကြီးပြောင်းလဲသွားခဲ့ပါတယ်တစ်ချိန်တည်းမှာပဲဂူကြီးကစက်တင်ပြိုကျလာပါတယ်အဲဒီကတော့အဲဒီကြောင့်မဲ့ခွဲကောင်းတဲ့နေရာကနေသူ့မိသားစုနဲ့အတူထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်